မင်္ဂလာပါခင်ဗျာတက်ရက်တန်ရှင်းယောဂကင်းတဲ့ကွန်းချံတစ်ချံကိုရောက်ရှိနေပါတယ်ဒီမှာရေးပိုက်ဆင်ထားတာကအဆက်ချပိုက်ဖြစ်ပါတယ် drip ပိုက်ပေါ့နော်သူကတစ်ဆက်ရှင်းကြတာပါဒါလေးကိုမိနစ်ကလေးကကျွန်တော်တို့ဆင်ပေးထားတာပါအရင်ကတော့ကျွန်တော်တို့ရေဖြန်းပိုက်တွေပဲသုံးကြတာပေါ့နော်ရေဖြန်းပိုက်သုံးပါများတော့ကွန်းကယောဂကြာရောက်မှုများတယ်အဲ့ချိန်မှာကျွန်တော်တို့ drip pipe ကိုပြောင်းလိုက်တော့ယောဂကြာရောက်မှုနည်းတယ်အစာကိုလိုသလိုကျွေးလို့ရတယ်အဲ့ဒီအာသာချက်တွေရှိပါတယ်ခင်ဗျာရေဖြန်းပိုက်သုံးတဲ့နေရာမှာလဲကိုကကောင်းကောင်းကိုအပင်အကြောင်းကိုနားလဲတယ်ဆိုရင်စိုးကျိုးနည်းပါတယ်ကိုကနားမလဲဘူးဆိုရင်တော့စိုးကျိုးများမှာဖြစ်ပါတယ် drip pipe ပဲသုံးရေဖြန်းပိုက်ပဲသုံးအဓိကတော့ကိုအပင်ရဲ့ကိုရဲ့မြေအနေထားကိုစိုက်ခင်းရဲ့အရှိအနေနောက်ပြီးတော့ကိုစိုက်တဲ့ကွန်းမျိုးသူကရေကြိုက်လားရေမကြိုက်ဘူးလားဘလို့အနေထားလဲဆိုတာကိုသိထားဖို့လိုပါတယ်ဘာပင်မဲစိုက်အစကောင်းမှအနှောင်းသေးကြမှာဖြစ်ပါတယ်ကိုစိုက်တဲ့အပင်ရဲ့အကြောင်းကိုကောင်းကောင်းသိဖို့ကအဓိကဖြစ်ပါတယ်စိုက်ပျိုးရေးလုပ်ငန်းတစ်ခုအောင်မြင်ခြင်းနဲ့ဆိုရင်တော့လေ့လာမှုအားကောင်းမှဖြစ်ပါလိမ့်မယ်ခင်ဗျအမြဲလေ့လာနေရပါမယ်ပိုးမွားတွေအကြောင်းဆေးဝါးတွေအကြောင်းကိုကောင်းကောင်းသိအောင်စာရီဖတ်ပါလေ့လာပါနောက်တစ်ခုကအပင်တွေရဲ့သဘောတဘာဝကိုလည်းနောကြည်နေအောင်လေ့လာထားဖို့လိုပါတယ်ခင်ဗျအဲ့တဲ့အရေးကြီးတာကတော့ဈေးကွက်ပေါ့နော်ကိုရောင်းချမဲ့ဈေးကွက်မှာဘယ်ဟာတွေဟော့နေလဲဒါလေးတွေကိုသိဖို့လိုပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ